ဟဲ့လူသားတွေငါ့ကိုကြည့်စမ်းငါမှမင်းတို့မရှိသေးတဲ့စွမ်းအားတွေရှိတယ်ဒီနေရာကလူသားတွေရဲ့ကြောင်းဟာသူတို့တွေကကျွန်တော်ကိုကြည့်ပြီးအံ့ဩနေကြတယ်ဟဲ့ဒီကလေးဘာလုပ်နေတာလဲမျက်လုံးကနေအဖြေတွေထွက်နေတယ်ဒါကခိုးကြည့်နေတာလားမဟုတ်ပါဘူးဒါကျွန်တော်ရဲ့တဘာဝကြတဲ့တွေ့နေပါကျွန်တော်ဂျူသားတယောက်ပါကျွန်တော်ကဆရာဝန်တယောက်ပါလို့ပဲငါကြားပြီးတယ်ဟေ့ကောင်မင်းဘယ်လိုလုပ်လေပုံမှာကစားနိုင်တာလဲမင်းရဲ့ခြေထောက်တွေကမြေကြီးကိုမထိဘူးဟုတ်တယ်ငါတို့ရဲ့ဂျုံမှာဒီလိုပဲကစားရတယ်အဲ့မလေးတော့ဒီအပြာရောင်ကျယ်လီကဘာလဲသူ့ဘာသာသူလုပ်နေလေဒါကငါရဲ့အမေလုပ်ပြီးတဲ့ဂျူသားစားစာပါအာဟာရတစ်ထောင်ပါလေဒီနှစ်ရဲ့အထူးစုကိုဇီးဇီးလေးရဲ့သူ့ရဲ့ထူးခြားမှုတွေနဲ့အတန်းကိုပျော်ရွှင်စေတဲ့အတွက်ပေးအပ်ပါတယ်ကျွန်တော်လူသားတွေနဲ့နေရတာအရင်ကြိုက်သွားတယ်အိမ်ပြန်ရောက်ရင်အမေကိုပြောပြရမယ်